တေမင်းတမန်ယထာလန်တင်ပြရခြင်းမှာရှေးအခါလူများသတိရတိုင်းအမျှဝေဖို့အဖိုးဘွားတွေလွှမ်းမော်ပွဲရာတွေအမတ်တရတင်ပြရခြင်းမှာတေမင်းတမန်ယထာလန်သို့မဟုတ်မြန်မာယိုဒယာယထာလန်သည်ဒုတိယကမ္ဘာစစ်အတွင်းကဖြစ်ပွားခဲ့သောအလွန်ဝမ်းနည်းကြေကွဲဖွယ်ကောင်းသည့်တမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါသည်1904ခုနှစ်ခန့်တွင်ဂျပန်တပ်မတော်သည်မြန်မာနိုင်ငံကိုသိမ်းပိုက်ထားစဉ်ရိက္ခာနှင့်လက်နက်ခဲယမ်းများထောက်ပံ့နိုင်ရန်အတွက်ပင်လယ်ရေကြောင်းထက်ပိုမိုစိတ်ချရသောကုန်းလမ်းကြောင်းတစ်ခုအဖြစ်ဤယထာလမ်းကိုဖောက်လုပ်ခဲ့ခြင်းဖြစ်သည်ဒီနေရာနှင့်အကွာအဝေးထိုင်းနိုင်ငံဘန်ဖောင်းမှမြန်မာနိုင်ငံတန်ဖြူစရက်အထိစုစုပေါင်း415ကီလိုမီတာ258မိုင်ခန့်ရှည်လျားသည့်မြန်မာနိုင်ငံဘက်ခြမ်းတွင်111ကီလိုမီတာခန့်ပါဝင်ပါသည်တေမင်းတမန်ဖြစ်လာရသည့်အကြောင်းရင်းဤထားလမ်းကိုဖောက်လုပ်ရာတွင်ခက်ခဲကြမ်းတမ်းသောတောင်တန်းများနှင့်တောနက်များကိုဖျက်ကျော်ခဲ့ရပြီးလူသားမဆန်သောခိုင်းစေမှုများကြောင့်အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရသည်အလုသမားများမဟာမိတ်စစ်တုံးပန်း6သိန်းကျော်နှင့်အရှိတောင်အာရှမှချွေးတက်သား2သိန်းကျော်ပါဝင်ခဲ့သည်တေဆုံးမှုအာဟာရချိုးတဲ့ခြင်းကာလာဝမ်းနှင့်ငှက်ဖျားရောဂါများဂျပန်စစ်တပ်၏နှိပ်စက်မှုတို့ကြောင့်လူဦးရေ3သိန်းကျော်တေဆုံးခဲ့သည်ထို့ကြောင့်ပင်ဇလီဖားတုံးတတုံးလျင်လူတစ်ယောက်အသက်ပေးခဲ့ရသည်ဟုတင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်ထင်ရှားသောနေရာများကောက်မြစ်ကူးတရားထိုင်းနိုင်ငံကန်ချနာဘူရီရှိကဘာကျော်တရားတန်ဖြူစရက်စစ်တုံးပန်းတူတန်မွန်ပြည်နယ်တွင်တည်ရှိပြီးတေဆုံးသွားသောမဟာမိတ်စစ်သည်များကိုမြုပ်နှံထားသည်တေမင်းတမန်ယထာလန်ပြတိုက်တန်ဖြူစရက်မြို့တွင်ထိုစဉ်ကတမိုင်းဝင်မှတ်တမ်းများကိုလေ့လာနိုင်သည်ပြောစကားများသောခြောက်ခြားဖွယ်ဖြစ်ရများယထာလန်တစ်လျှောက်နှင့်တန်ဖြူစရက်စစ်တုံးပန်းတူတန်တို့တွင်တရေ6သည်ဟူသောပြောစကားများမှာယနေ့တိုင်လူပြောများဆဲဖြစ်သည်ထူးဆန်းသောအတန်များညဘက်တွင်စစ်ဖက်နှက်တန်များစီကြကြကြရှောက်တန်အော်ဟစ်ညီးတွားတန်များနှင့်ဂျပန်အင်္ဂလိပ်စကားပြောတန်များကြားရတတ်သည်ဟုဆိုကြသည်ပုံရိပ်ရောင်များစစ်ဝတ်စုံဝတ်ထားသည့်ပုံရိပ်များခေါင်းမပါသောကိုယ်ရည်များကိုလပြည့်ညသို့မဟုတ်မိုးသေးထန်သောညများတွင်မြင်ရတတ်ကြောင်းဒေသခံအချို့ကဆိုသည်နေရာအလိုက်ကွဲပြားမှုတန်ဖြူစရက်တူတန်အတွင်းထူးဆန်းသောအရေးများမြင်ရတတ်ခြင်း Hellfire Pass ထိုင်းဘက်ခြမ်းညဘက်တွင်ကြောက်တုံးထူတန်နှင့်လူများအလုပ်လုပ်နေတတ်များကြားရတတ်ခြင်းဘာကြောင့်ယုံကြည်ကြသနည်းအယူဆများမကျွတ်မလွတ်ခြင်းအငတ်ပေးနှင့်နှိပ်စက်မှုများကြောင့်မကြေမနက်သေဆုံးခဲ့ရသည့်ဝိညာဉ်များရှိနေသည်ဟုအယူရှိကြသည်စိတ်ဆွဲလန်းမှုနေရာ၏ကြောက်မက်ဖွယ်တမိုင်းကြောင်းကြောင့်လာရောက်သူများမှာစိတ်အာရုံမာယွင်ခြင်းဖြစ်နိုင်သည်ဟုသိပ္ပံနည်းကျယူဆသူများလည်းရှိသည်ခြုံငုံသုံးသပ်ချက်ဤယထာလန်သည်ဝမ်းနည်းစရာကောင်းသောတမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ကဲ့သို့ပေးဆက်ခဲ့ရသောအသက်ပေါင်းများစွာအတွက်လူသေးခန့်ညားဖွယ်ကောင်းသောနေရာလည်းဖြစ်ပါသည်ယခုအခါတွင်ကမ္ဘာလက်ခီးသွားများစိတ်ဝင်တစားလာရောက်